ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ page ကနေကြိုဆိုပါရစေဒီနေ့ညပွဲစဉ်ချန်ပီယံလိပွဲစဉ်ဖြစ်တဲ့အင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းပွဲစဉ်ကိုကျွန်တော်ချက်လက်တွေနဲ့ကျွန်တော်တွေးထားတဲ့ချက်လက်တွေနဲ့သုံးသပ်ပေးမှာဖြစ်ပါတယ်လက်ရှိအချိန်ဒီမှာတော့ဒီလက်ရှိအခုပေါက်ကြီးတာပေါ့နော်ဝေးကွင်းဘာစီလိုနာနေပြီးတော့ level 15ပြရှုံးကိုပေါင်းကြီး330ရှုံးပေးတာပါတယ်ဒီလိုအခြေအနေပေါ့နော်လက်ရှိဒီပထမအကြော့ပွဲစဉ်အခြေအနေရတော့ဒီနှစ်သိန်းတွဲဆုံပုံမှာ3ကိုတည်ကြခဲ့တယ်အခုလက်ရှိပွဲစဉ်မှာဒီလိုပေါက်ကြီးပေးထားတဲ့အတွက်ကျွန်တော်ဘလို့အခြေအနေရှိနိုင်မလဲဆိုတော့ကျွန်တော်တွေးမျိုးကိုချပြပေးမှာဖြစ်ပါတယ်လက်ရှိဒီပေါက်ဈေးကိုအရင်စကြည့်မယ်ဆိုရင် body ဈေးကိုကြည့်မယ်ဆိုရင်အဝေးကွင်းကနေဘာစီလိုနာပေးထားတဲ့အဝေးကွင်းဈေးကပြော့တဲ့ဘက်ကိုတော့တွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအဝေးကွင်းဘာစီလိုနာအသင်းနဲ့လက်ရှိအချိန်မှာလူကြိုက်အများဆုံးအသင်းလို့ပြောရမယ်ဘူလူပွဲကိုတက်ဖို့အတွက်လည်းရေပန်းစားဆုံးအသင်းဖြစ်တဲ့ဘာစီလိုနာအသင်းအနေနဲ့အဝေးကွင်းကနေအနည်းဆုံး level 50လောက်ပေးတင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်တယောက်နဲ့တယောက်ကတော့အမြင်မတူဘူးဒါကတော့ကျွန်တော်မြင်ချပြခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီ body မှာဆိုရင်တော့ဘာစီလိုနာထက်ဆိုင်ကျွန်တော်အင်တာမီလန်ကိုအားပို့တန်တယ်ဒီကြားထဲမှာကျွန်တော်ဒီထက် body ထက်ကျွန်တော်ဒီအချက်လက်တွေကိုကြည့်လိုက်တဲ့အချိန်မှာကစားကွက်ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်မြင်ရတဲ့အနေထားရ9ပေါင်းကိုတော့ကျွန်တော်ပိုစိတ်ဝင်စားတယ်လက်ရှိ9ပေါင်း3လုံး30နေကင်း12နာရီတနာရီ2နာရီပေါ့နော်အဲ့နေ့လေဝင်းကျင်မှာဖွင့်ထားတဲ့9ပေါင်းကြီးက3လုံး50အရှုံးဖြစ်နေတယ်ဒါပေမဲ့အခုညာပိုင်းရောက်မှာ3လုံး30လောက်ထိပေါ့နော်20ရာခိုင်နှုန်းလောက်ကျလာတယ်ကျွန်တော်လက်ရှိအချိန်မှာဖြစ်နိုင်ခြေလူစီရင်ကစားကွက်တွေကိုကျွန်တော်စဉ်းစားသုံးသပ်ကြည့်ရဲ့အချိန်မှာဘာစီလိုနာမှာနောက်တန်းဘဲဆွန်လူ2ယောက်ဖြစ်တဲ့ဘယ်ဒီနဲ့ကွန်တီမပါဘူးပေါ့နော်ဘယ်ဒီနဲ့ကွန်တီမပါဘူးဘယ်ဒီနဲ့ကွန်တီမပါတဲ့အတွက်ဘာစီလိုနာတိုက်စစ်တည်မယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုရင်ရှေ့တန်းတိုက်စစ်ဖြစ်တဲ့ကျွန်တော်တို့ဒီဘက်တောင်ပန်ပေါ့နော်ရာမယ်နဲ့ဒီရာဖင်ယာ2ယောက်ကသူတို့တိုက်စစ်ကောင်းမွန်အောင်ဆွဲဆောင်တဲ့အခြေအနေကနောက်တန်းဆွန်လူတွေရဲ့ overlap တွေချိတ်ဆက်ကစားမှုတွေကြောင့်အသက်ဝင်နေဆိုပြီးပုံမှန်ပါပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အဲ့နေရာမှာဘယ်ဆုံးကစားမဲ့နေရာမှာဂျရက်မာတင်ကတော့ပထမအကြော့မှာတော့ပါတယ်ဒါပေမဲ့သူ့ကိုဒုတိယအကြော့မှာထုတ်လိုက်ဒုတိယပိုင်းပေါ့နော်ပထမအကြော့ဒုတိယပိုင်းမှာထုတ်လိုက်တဲ့အချိန်မှာအင်ဒီဂိုမာတီနာဝင်လာတယ်အဲ့တော့သူ့နေရာမှာဒီညမှာတော့ဟန်စီဖလစ်ကတော့အင်ဒီဂိုမာတီနက်စ်ကိုထည့်ကစားမယ်လို့ပြောထားတာဖြစ်တဲ့အတွက်ဒီအချိန်လေးရတော့ကျွန်တော်တို့ရာဖင်ဟာဘက်မှာအင်ဒီဂိုမာတီနက်စ်ကတိုက်စစ်အားတန်တဲ့ကစားသမားမျိုးမဟုတ်တဲ့အတွက်ခံစစ်အားပြုဖို့တော့ဖြစ်နိုင်တယ်နောက်တစ်ဖက်ညာဆွန်မှာကွန်ဒီအားတရားရှိတဲ့အတွက်ကွန်ဒီနေရာမှာအေရစ်ဂါစီယာဝင်ဆော့မယ်အေရစ်ဂါစီယာဝင်ဆော့မယ်ဆိုရင်အေရစ်ဂါစီယာကလည်းတိုက်စစ်ကစားသမားမဟုတ်တဲ့အတွက်ကျွန်တော်တို့အဖက်ဘက်ကအားနေလာနိုင်တယ်အဲ့တော့တိုက်စစ်တည်မယ်လို့တော့ကျွန်တော်သတ်မှတ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်ဒီကြားသိရတဲ့တရင်နေရအင်တာမီလန်ဘက်ကနေရပြီးတော့လေဒီလမန်းရမယ်ကို2ယောက်ကမယ်လို့ဒီချက်ကကစားမရမယ်လို့တော့ပြောရတာတော့ရှိရပေါ့နော်အဲ့တော့ဒီလိုအချိန်นี้ဒီလိုသဘောဖြစ်တဲ့အချိန်မှာ9ပေါင်းကြီးက3လုံး30ရှုံးဆိုတော့ဘယ်သူမှဆိုဒီနှစ်တင်တွေးဆုံနေပထမကြောမှာလဲ3ကိုတည်ကြတာတဲ့ပွဲစဉ်မျိုးမှာ9ပေါင်းအပေါ်တော့လူတွေဆရာထက်သန်နေမယ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အတော့ဆီမီဖိုင်နယ်ရဲ့ဒုတိယကြော်လည်းဖြစ်တယ်အမှားမခံတဲ့အတွက်လည်းဖြစ်တဲ့အတွက်9ပေါင်းအောင်မယ်လို့တော့ခံစားရတယ်ဒီကြားထဲမှာကွင်းလေ3ယောက်တွေ့ရလဲရှင်ကစားနိုင်တာမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ9ပေါင်းအောက်ကိုပဲပိုအားတန်နေပေါ့နော်လက်ရှိကျွန်တော်ဒီနေ့ညရွေးချယ်သုံးသပ်ပေးချင်တာကတော့ဘာစီလိုနာ9ပေါင်းအောက်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်